ပွင့်သောဌာနပန်းလေးမွေးတော်ပန်းတဲ့ရေလေးရင်ဆောင်တော်မွေးတယ်တော်သူတို့စေတနာကောင်းတဲ့သူတွေရဲ့လူရင်ဆောင်တော်အောင်းထိုက်မှာကျော်အောင်းထိုက်ကကျော်နီလူနီမြဲမင်္ဂလာအခါတော်ရက်ကောင်းရက်မြဲရက်ရစားလေးရွေးလို့လူမီနော်လာသမျှမေးများထာဝရစိတ်ထားနဲ့တရောဘလဘအလှူကြီးပေးကြတော့မိနီကောင်းကြီးရှိသေးတော့စီထမေးချောင်းစီကြည့်ပြီနော်သူတို့ရင်မပွင့်တော့ဒါတော့ပေါင်းလေးမွေးပြီနော်ဆောင်လို့ဝေးတော့သူတို့စင်နာကောင်းတဲ့လူတွေလူရင်ဆောင်လို့တောင်းထိုင်မှာကျော်တောင်းထိုက်ကကျော်အလူဝဲကြွလာပေါင်းမိတ်တာတွေချမ်းသာကြပါစေအလူဝဲကြွလာပေါင်းမိတ်တာချမ်းသာကြပါစေအလူဝဲကြွလာပေါင်းမိတ်တာတွေချမ်းသာကြပါစေအလူဝဲကြွလာပေါင်းမိတ်တာချမ်းသာကြပါစေဒီဝရေတွေတည်ရလားတို့ကြပါစေလက်တွေရွှေလို့လက်တွေတုံးရတနာမိုးကြီးရွာပါစေဒီဝရေတွေတည်ရလားတို့ကြပါစေလက်တွေရွှေလို့လက်တွေတုံးရတနာမိုးကြီးရွာပါစေဒီနေ့လူတဲ့လူတကာကြီးနိဗ္ဗာန်ရောက်စေတော့ဒီနေ့လူတဲ့လူမကြီးနဲ့တန်တရားတွေကလွတ်စေတော့ဒီနေ့လူတဲ့လူတကာကြီးနိဗ္ဗာန်ရောက်စေတော့ဒီနေ့လူတဲ့လူမကြီးနဲ့တန်တရားတွေကလွတ်စေတော့လေးလေးအောင်ရှိစမ်းကြီးနဲ့ပြောစီပြီးလို့လူတွေတော့တောင်းထိုက်ကကျော်တောင်းထိုက်ကကျော်ကျူနေပြောစပူဘလူတော့တောင်းထိုက်ကကျော်ဒီနေ့လူတဲ့လူတော့တောင်းထိုက်ကကျော်တနေ့လုံးသိမ့်သိမ့်တုံးရွာလုံးသိမ့်သိမ့်တုံးဒီနေ့လုံးသိသိတုံးရွာလုံးသိသိတုံးကျွေးလို့မကုန်ပြီးလို့မကုန်သူတို့စေနာတောင်းလို့ပေါ့ကျွေးလို့မကုန်ပြီးလို့မကုန်သူတို့စေနာတောင်းလို့ပေါ့သူတို့ရင်မပွင့်တော့ဌာနပန်းလေးမွေးတော်ပန်းတဲ့ရေလေးရင်ဆောင်တော်မွေးတယ်တော်သူတို့စေနာကောင်းတဲ့သူတွေလူရင်ဆောင်တော်အောင်းထိုက်မှာကျော်တောင်းထိုက်ကကျော်နီလူနီမြဲမင်္ဂလာအခါတော်ရက်ကောင်းရက်မြဲရက်ရစားလေးရွေးလို့လူမီနော်လာသမျှမေးများထာဝရစိတ်ထားနဲ့တရောဘလဘအလှူကြီးပေးကြတော့မိနီကောင်းကြီးရှိသေးတော့စီထမေးချောင်းစီကြည့်ပြီနော်သူတို့ရင်မပွင့်တော့ဒါတော့ပေါင်းလေးမွေးပြီနော်ဆောင်လို့ဝေးတော့သူတို့စင်နာကောင်းတဲ့လူတွေလူရင်ဆောင်လို့တောင်းထိုက်မှာကျော်တောင်းထိုက်ကကျော်အလူဝဲကြွလာပေါင်းမိတ်တာတွေချမ်းသာကြပါစေအလူဝဲကြွလာပေါင်းမိတ်တာချမ်းသာကြပါစေအလူဝဲကြွလာပေါင်းမိတ်တာတွေချမ်းသာကြပါစေအလူဝဲကြွလာပေါင်းမိတ်တာချမ်းသာကြပါစေဒီဝရေတွေတည်ရလားတို့ကြပါစေလ
လက်တွေရွှေလို့လက်တွေကျုံရတနာမိုးကြီးရွာပါစေ စိတ်ဝါရေးတွေတည်ရလာတို့ကြပါစေ လက်တွေရွှေလို့လက်တွေကျုံရတနာမိုးကြီးရွာပါစေ ဒီနေ့လူရဲလူတကာကြီးနိဗ္ဗာန်ရောက်စေသော ဒီနေ့လူတဲ့လူမကြီးနဲ့တန်တရားတွေကလွတ်စေတော့ ဒီနေ့လူရဲလူတကာကြီးနိဗ္ဗာန်ရောက်စေသော ဒီနေ့လူတဲ့လူမကြီးနဲ့တန်တရားတွေကလွတ်စေတော့လေးလေးအောင်ရွှေဆိုင်ကြီးနဲ့ပြောစီပြီးလို့လူတွေတော့တောင်းထိုက်ကကြုံတောင်းထိုက်ကကြုံကျူနေပြောစကူဘလူတော့တောင်းထိုက်ကကြုံကျူနေပြောစကူဘလူတော့တောင်းထိုက်ကကြုံ